ကဲဒီနေ့မှာတော့2000ဆိုတဲ့ဆိုင်လေးကိုသွားစားပြတဲ့ floor လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့စမ်းချောင်းမြို့နယ် separate အနီး Hotel Vista ဘေးမှာရှိတဲ့ Handout ဆိုတဲ့ဆိုင်အတွင်းမှာပဲဖြစ်ပါတယ်အထဲမှာဆိုင်ပေါင်း9ဆိုင်10ဆိုင်လောက်ရှိပြီးဖူးကောင်လို့ဒေသနေရာလေးဆိုလည်းမမှားပါဘူးကဲဒါဆိုကျွန်တော်တို့ဆိုင်အတွင်းကိုကြည့်လိုက်ကြရအောင်ဒီဆိုင်လေးမှာဘူဖေးလေးရပြီးဆက်လိုက်မီနူးတွေလည်းမျိုးစားစုံနေရှိပါတယ်ချက်ဆလက်ဝက်ဆလက်မဲဆလက်တခြား site တွေအပြင်တောက်စရာဘီယာအေးတွေလည်းရပါသေးတယ်ခြားဆိုင်တွေကနေဝယ်ပြီးတေဘယ်ချက်ပေးစရာမလိုပဲနဲ့ထိုင်စားလို့ရပါသေးတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့အမဲဆလက်18000တန်ဆက်လေးကို try ပြခဲ့ပါတယ်သူရတာနှက်ထားတာအချင်းနဲ့တောင်တွဲစားစရာမလိုပဲနဲ့တော်တော်လေးကိုကောင်းပါပဲကျန်တဲ့အသားစလက်တွေကတော့မ try ရလို့မသိပါမဲ့အမဲစလက်ကတော့အမဲသားရဲ့အရာသာသူနှက်ထားတဲ့အရာသာနဲ့တော်တော်လေးကိုကောင်းတယ်ဗျဘီယာအေးလေးနဲ့ပါတွဲလိုက်တော့အရင်လိုက်ဖတ်တယ်ဗျကျွန်တော်တငယ်ချင်း2ယောက်ကတော့စားလိုက်ဘီယာတောက်လိုက်ရတာကောင်းလို့ရတာခံလိုက်ခေါင်းငိမ်လိုက်စကားပြောလိုက်နဲ့တပွဲလုံးနဲ့ကုန်ဘိုင်လက်တော်တင်းခဲ့ပါတယ်ကဲဒါဆိုတငယ်ချင်းတို့လည်း2000ဆိုတဲ့ဆိုင်လေးမှာတော့စားကြည့်ကြဖို့ recommend ပေးချင်ပါတယ်ခင်ဗျာနောက်လာမယ့်ဗီဒီယိုလေးတွေရှိသေးလို့ကျွန်တော်တို့ရဲ့ page လေးကို like and follow လေးလုပ်ပေးကြပါဦးတငယ်ချင်းတို့တတား